လှချင်ဘာလို့ရမလဲဆိုအဝတ်စားလှလှလေးဝတ်စတိုင်ကြကြခေါင်းဖီးနော်ကိုယ်နဲ့လိုက်ဖက်မဲ့အရာတွေနဲ့လှအောင်နေထထိုင်တတ်ဖို့လိုအပ်တယ်ပေါ့အဲ့တော့တချို့ကဖြစ်တယ်လို့နေတာရှိတယ်ကျွန်ုပ်ဒီယုံသွားပြီးယုံတက်ပြီးဆိုစတိုင်ကြကြတက်ဖို့လိုတယ်နှုတ်ဆိုရင် boss ကတောင်းရောဝတ်လာတဲ့ဆိုရင်ရုံးကလူတွေလေးစားမှာမဟုတ်နော်အဲ့ကြောင့်မို့ဘာပဲဖြစ်ဖြစ် तू ကပြင်းပြင်းစင်စင်အလှပြင်ပြီးတော့နေထိုင်ရမယ်အဲ့ဒါဟာအစင်းလာခြင်းရဲ့အကြောင်းပဲအိမ်မှာလဲတတရဲ့ပြင်ဆင်နေနေတယ်စားတဲ့နေရာမှာလည်းပဲတတရဲ့တန်တန်ရှင်းရှင်းနေတယ်ပြင်းပြင်းစင်စင်ရှိတယ်ကိုနေတဲ့ဝင်းချံလည်းပဲအမိုက်တဲ့တွေရှုပ်ထွေးမနေပဲနဲ့သစ်ပင်လေးတွေပန်းအိုးလေးတွေနဲ့လှလှပပတည်ဒါလည်းဂုဏ်သိက္ခာတစ်ခုပဲနော်ဒီတိုင်းနေပြီးတော့လှကျင်လို့မရဘူးပြင်ဖို့စင်လို့မရဘူးလှချင်ဘာလို့ရမလဲဆိုအဝတ်စားလှလှလေးဝတ်စတိုင်ကြကြခေါင်းဖီးနော်ကိုယ်နဲ့လိုက်ဖက်မဲ့အရာတွေနဲ့လှအောင်နေထထိုင်တတ်ဖို့လိုအပ်တယ်ပေါ့အဲ့တော့တချို့ကဖြစ်တယ်လို့နေတာရှိတယ်ကျွန်ုပ်ဒီယုံသွားပြီးယုံတက်ပြီးဆိုရင်စတိုင်ကြကြတက်ဖို့လိုတယ်နှုတ်ဆိုရင် boss ကတောင်းရောဝတ်လာတဲ့ဆိုရင်ရုံးကလူတွေလေးစားမှာမဟုတ်နော်အဲ့ကြောင့်မို့ဘာပဲဖြစ်ဖြစ် तू ကပြင်းပြင်းစင်စင်အလှပြင်ပြီးတော့နေထိုင်ရမယ်အဲ့ဒါဟာအစင်းလာခြင်းရဲ့အကြောင်းပဲအိမ်မှာလဲတတရဲ့ပြင်ဆင်နေတယ်စားတဲ့နေရာမှာလည်းပဲတတရဲ့တန်တန်ရှင်းရှင်းနေတယ်ပြင်းပြင်းစင်စင်ရှိတယ်ကိုနေတဲ့ဝင်းချံလည်းပဲအမိုက်တဲ့တွေရှုပ်ထွေးမနေပဲနဲ့သစ်ပင်လေးတွေပန်းအိုးလေးတွေနဲ့လှလှပပတည်ဒါလည်းဂုဏ်သိက္ခာတစ်ခုပဲနော်ဒီတိုင်းနေပြီးတော့လှကျင်လို့မရဘူးပြင်ဖို့စင်လို့မရဘူး